အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့တွေသုတေသနဆိုတာဘာလဲဘာကြောင့်လုပ်ရတာလဲဆိုတာကိုဆွေးနွေးကြမှာပါသုတေသနဆိုတာတကယ်တော့လေကြောက်စရာကောင်းတဲ့အရာမဟုတ်ဘဲနဲ့စဉ်းစားတွေးခေါ်မှုတစ်ခုဆိုတာကိုနားလည်စေချင်ပါတယ်ဒီသင်ခန်းစာရဲ့ရည်ရွယ်ချက်ကသုတေသနရဲ့အခြေခံအုတ်မြစ်ကိုခိုင်မာအောင်တိစောက်ပေးဖို့ပါသုတေသနကိုစနစ်တကျဘယ်လိုချဉ်းကပ်မလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာသွားကြပါမယ်အရင်ဆုံးတော့သုတေသနအပေါ်မှာအထင်မြင်လွဲမှားမှုကိုရှင်းကြရအောင်ပါသုတေသနဆိုတာတချို့က SPSS software သုံးတဲ့ယုံမိခွန်းလွှာတွေဝေယုံဒါမှမဟုတ်ကိုးကားချက်တွေအများကြီးထည့်ယုံတတ်မဟုတ်ပါဘူးတကယ်တော့သုတေသနဆိုတာစနစ်တကျစဉ်းစားတွေးခေါ်တဲ့နည်းလမ်းတစ်ခုပါမိခွန်းတစ်ခုကိုစနစ်တကျစဉ်းစားတွေးခေါ်တဲ့နည်းလမ်းတစ်ခုပါမိကုတစ်ခုကိုစနစ်တကျဘယ်လိုမေးရမလဲဆိုတာကနေစတင်ပါတယ်။ဒါကြောင့်သုတေသနကိုခက်ခဲတဲ့နီလန်အစုဝေးလို့မမြင်ဘဲနဲ့စဉ်းစားနည်းတစ်ခုအဖြစ်ရှုမြင်စေချင်ပါတယ်။ဒါဆိုရင်သုတေသနရဲ့တကယ်အဓိပ္ပာယ်ကဘာလဲဆိုတာကိုဆက်ကြည့်ရအောင်။သုတေသနရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းပြောရရင်စနစ်တကျရည်ရွယ်ချက်ရှိရှိအသိပညာရှာဖွေခြင်းမှာပဲစနစ်တကျဆိုတာကကိုယ်ပိုင်ထင်မြင်ချက်နဲ့မလုပ်ဘဲနဲ့လောချစ်ကြကြလှုပ်ဆောင်တာကိုဆိုလိုပါတယ်ရည်ရွယ်ချက်ရှိရှိဆိုတာကတော့ဘာကြောင့်ဒီအရာကိုလုပ်တာလဲဆိုရဲရှင်းလင်းတဲ့ပန်းနိုင်ရှိတာကိုပြောတာပါဒီအချက်နှစ်ခုကသုတေသနရဲ့အခြေခံအုတ်မြစ်တွေပါဒါဆိုရင်ဘယ်အရာတွေကသုတေသနမဟုတ်ဘူးလဲဆိုတာကိုလည်းဆက်ကြည့်ရအောင်သုတေသနဆိုတာဘာလဲဆိုတာသိပြီဆိုတော့ဘယ်အရာတွေကသုတေသနမဟုတ်ဘူးလဲဆိုတာကိုလည်းသိထားဖို့လိုပါတယ်အဲ Google မှာရှာဖွေစုစည်းတာတွေ copy paste လုပ်တာတွေဒါမှမဟုတ် data ရှိလို့ခွဲခြမ်းစိတ်ဖြာခြင်းရုံတတ်တတ်နဲ့လုပ်တာတွေဟာသုတေသနမဟုတ်ပါဘူးခေါင်းစဉ်ကိုစိတ်ဝင်စားရုံနဲ့ရွေးချယ်တာမျိုးကလည်းသုတေသနရဲ့အနှစ်သာရမဟုတ်သေးပါဘူးဒီအရာတွေက assignment အတွက်တော့အထောက်အကူဖြစ်နိုင်ပေမဲ့စနစ်တကျသုတေသနလုပ်ငန်းစဉ်တော့မဟုတ်ပါဘူးဒါဆိုရင်သုတေသနရဲ့ logic စီစဉ်မှုကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်ရအောင်သုတေသနရဲ့ logic စီစဉ်မှုကအစဉ်တိုင်းမှာချိတ်ဆက်ပြီးတော့ညီညွတ်မှုရှိနေဖို့အရေးကြီးပါတယ်ပထမဦးဆုံးကတော့ပြဿနာကိုပေါ်ထုတ်ပါမယ်ပြီးရင်ဒီပြဿနာကိုဘာအတွက်လေ့လာခြင်းလဲဆိုတဲ့ရည်ရွယ်ချက်ကိုသတ်မှတ်ရပါမယ်ပြီးမှဘာတွေကိုတိတိကျကျသိကျင်တာလဲဆိုတဲ့မေးခွန်းကိုပုံဖော်ရပါတယ်ဒီမေးခွန်းတွေကိုဖြေဖို့ဘယ်နည်းလမ်းကိုသုံးမလဲဆိုတာရွေးချယ်ပြီးရလာတဲ့ data တွေကိုခွဲခြမ်းစိတ်ဖြာရပါတယ်နောက်ဆုံးမှာတော့ဒီအချက်လက်တွေကစီးပွားရေးစီမံခန့်ခွဲမှုအတွက်ဘာအဓိပ္ပာယ်ရှိလဲဆိုတာကိုဆုံးဖြတ်ရပါမယ်ဒီအဆင့်တွေတစ်ခုနဲ့တစ်ခုဒီအဆင့်တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိရင်တော့သုတေသနတစ်ခုလုံးကပြိုလဲသွားနိုင်ပါတယ်ဒီစလိုက်မှာတော့သုတေသနရဲ့အခြေခံအတွေးခေါ်ကိုမြန်မာ SME လုပ်ငန်းတစ်ခုရဲ့လက်တွေ့ဥပမာနဲ့ရှင်းပြပေးပါမယ်သုတေသနဆိုတာပြဿနာတစ်ခုကိုအထောက်အထားခိုင်မာစွာနဲ့ဖြေရှင်းတာဖြစ်ပါတယ်နမူနာပေါ့ example ပေါ့နော်ဝန်ထမ်းထွက်နှုန်းများတဲ့ပြဿနာကိုချက်ချင်းမေးခွန်းလွှာတွေဝေတာထက်စနစ်တကျချင့်ကပ်ပုံကိုကြည့်ရအောင်မှန်ကန်တဲ့သုတေသနနည်းလမ်းဟာဘာကြောင့်ဝန်ထမ်းထွက်နှုန်းများတာလဲဆိုတဲ့ပြဿနာကိုအရင်သတ်မှတ်ပါတယ်ပြီးတော့ခေါင်းဆောင်မှုပုံစံကြောင့်လားဒါမှမဟုတ်လစာကြောင့်လားဆိုတဲ့မေးခွန်းတွေထုတ်ပါတယ်အဲ့ဒီနောက်မှစစ်တမ်းကောက်တာလူတွေ့မေးမြန်းတာဒါမျိုးနည်းလမ်းတွေနဲ့စနစ်တကျရွေးချယ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်မူဝါဒပြောင်းလဲဖို့ခိုင်လုံတဲ့အထောက်အထားတွေရလာမှာဖြစ်ပါတယ်ခုနကပြောခဲ့တဲ့သုတေသနရဲ့အခြေခံအတွေးခေါ်ကိုစာစစ်တဲ့သူတွေစူပါဗိုက်ဇာတွေကဘယ်လိုရှုမြင်လဲဆိုတာဆက်ကြည့်ရအောင်
စာတမ်းစစ်ဆေးသူတွေနဲ့အဓိကကြီးကြပ်သူတွေစူပါဗိုက်ဇာတွေကကျောင်းသူကျောင်းသားတွေရဲ့သုတေသနပြဿနာကရှင်းလင်းပြီးတော့ခိုင်မာမှုရှိမရှိကိုအဓိကထားပြီးကြည့်ပါတယ်။ဘာကြောင့်ဒီခေါင်းစဉ်ကိုရွေးတာလဲဆိုတာကိုယုံကြည်အောင်ရှင်းပြနိုင်ဖို့လိုပါတယ်။နောက်ပြီးသုတေသနလုပ်ဖို့ရွေးချယ်ထားတဲ့နည်းလမ်းကတကယ်ရော logic ကျရဲ့လား။စီးပွားရေးအတွက်ကောလက်တွေ့အသုံးချနိုင်မှုဘယ်လောက်ရှိတာလဲဆိုတာကိုလည်းသူတို့ကအလေးထားပါတယ်။အဲဒီတော့စူပါဗိုက်ဇာတွေကြီးကြပ်တဲ့သူတွေကဒီခေတ်တို့ကျောင်းသူကျောင်းသားတွေရဲ့မေးခွန်းနဲ့ data တွေကြားကချိတ်ဆက်မှုကိုအဓိကကြည့်တာပါ။ဒါကြောင့် data ရှိလို့မေးခွန်းရှာတာမျိုးမဖြစ်စေဖို့သတိထားရပါမယ်။ဒီတော့ဒီခြေတို့ကစစ်ဆေးတဲ့သူတွေစူပါဗိုက်ဇာတွေရဲ့အမြင်ကိုသိပြီးပြီဆိုတော့အဆင့်သတ်မှတ်ချက်ကိုရော့ကျစေတဲ့အမှားတွေကိုရှောင်ကျဉ်ဖို့လိုပါတယ်ပထမဆုံးအမှားကတော့ခေါင်းစဉ်ကြီးအရင်ကြီးလွန်းနေတာပါပဲတိကျတဲ့အာယုံစိုက်မှုမရှိပဲအရန်ကိုကျေပြန့်လွန်းတဲ့ခေါင်းစဉ်ကိုမရွေးသင့်ပါဘူးနောက်တစ်ခုကမေးခွန်းမရှင်းလင်းတာပါတိုင်းတာလို့မရတဲ့သို့မဟုတ်မရှင်းလင်းတဲ့သုတေသနမေးခွန်းတွေကပြဿနာပါပြဿနာကိုမသတ်မှတ်ခင်နည်းစနစ်တွေကိုအရင်ရွေးချယ်တာမျိုးလဲရှောင်ကျဉ်ရပါမယ်ရှိပြီးသားလုပ်တွေကိုဝေဖန်ပိုင်းခြားမှုမရှိဘဲနဲ့အကျဉ်းချုပ်ယုံတာရေးသားတာမျိုးကလည်းမလုပ်သင့်ပါဘူးနောက်ဆုံးအနေနဲ့ data တွေရှိပေမဲ့စီးပွားရေးဆိုင်ရာအသုံးချနိုင်မှုကိုမရှင်းပြနိုင်တာကလည်းအမှားတစ်ခုပါပဲဒီအမှားတွေဟာတကယ်ထိပ်တန်းစာတမ်းတစ်ခုနဲ့တာမန်စာတမ်းတစ်ခုကိုခွဲခြားပေးတဲ့အချက်တွေပဲဖြစ်ပါတယ်ဆောင်ကျဉ်ရမယ့်အမှားတွေကိုလည်းသိပြီးပြီဆိုတော့ကျောင်းသားတွေအနေနဲ့သုတေသနခရီးစဉ်မှာအမြဲနှလုံးသွင်းထားရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်။သုတေသနဆိုတာကနီးလန်းအဆူကြီးမဟုတ်ဘဲနဲ့စနစ်တကျစဉ်းစားတတ်တဲ့အလေးထားဖြစ်တယ်ဆိုတာကိုအမြဲတမ်းသတိရပါ။နောက်တစ်ခုကတော့မေးခွန်းမရှင်းလင်းသေးပဲနဲ့နီးလန်းကိုမရွေးချယ်ပါနဲ့။မေးခွန်းကသာ research ရဲ့ question ကသာသုတေသနကိုဦးဆောင်ရပါမယ်။သုတေသနကိုတစ်ယောက်တည်းသင်ယူစရာမလိုပါဘူးမေးခွန်းမေးဖို့လည်းမကြောက်ပါနဲ့မေးခွန်းမေးခြင်းကမှားယွင်းခြင်းမဟုတ်ပါဘူးဇဝေဇဝါဖြစ်လာတိုင်းမှာငါဘာကြောင့်ဒီသုတေသနကိုလုပ်တာလဲဆိုတာကိုကိုပြန်မေးပါဒါတွေကတကယ်လို့အကြောင်းသားတွေကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုဆက်ပြီးတော့ရှိနေစေမှာပါဒီနေ့ဆွေးနွေးခဲ့တာတွေကတော့ကျောင်းသားတွေသုတေသနလုပ်နိုင်တယ်ဆိုတာယုံကြည်မှုရသွားပြီလို့ထင်ပါတယ်။ကြောက်ရွံ့မှုကနေယုံကြည်မှုစီကိုကူးပြောင်းဖို့အရေးကြီးပါတယ်။အမြဲတမ်းစူးစမ်းပါ။ဘာကြောင့်လဲဆိုတာကိုလည်းမေးပါ။သုတေသနဆိုတာစဉ်းစားနည်းတစ်ခုပါပဲ။ဒါဟာခက်ခဲတဲ့နည်းလမ်းအစုကြီးမဟုတ်ဘဲနဲ့လူနဲ့လူအဖွဲ့အစည်းကိုနားလည်ခြင်းနဲ့စဉ်းစားမှုခရီးတစ်ခုဖြစ်ပါတယ်။တကယ်လို့ကျောင်းသားတွေကဝေဖန်ပိုင်းခြားနိုင်ပြီးတော့စနစ်တကျမေးခွန်းမေးနိုင်ရင်သုတေသနရဲ့အနှစ်သာရကိုပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။ဒီတော့ကျောင်းသားတွေရဲ့သုတေသနဟာစီးပွားရေးလုပ်ထုံးလုပ်နည်းတွေနဲ့စီမံခန့်ခွဲမှုဆုံးဖြတ်ချက်တွေကိုပြောင်းလဲပေးနိုင်တဲ့စွမ်းအားရှိပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။